Hello အားလုံးပဲမင်္ဂလာပါဒါကတော့ကျမအမေနဲ့ဦးလေးအိမ်ချေမှာလက်ဖက်လမ်းနေတာပဲဖြစ်ပါတယ်တချို့ကထင်ကြတယ်ပေါ့နော်လက်ဖက်ကိုအရွက်လိုက်ခူးလာပြီးတော့နေလမ်းယုံနဲ့လက်ဖက်6ဖြစ်တယ်ပေါ့နော်တော်တော်များများအဲ့လိုမသိတဲ့လူဆိုလို့ရှိရင်အဲ့လိုပြထင်ကြပါတယ်တကယ်တော့မဟုတ်ပေါ့နော်လက်ဖက်ကိုခူးလာတဲ့လက်ဖက်ရွက်တွေကိုမှမီးပြင်းနဲ့ပေါ့နော်အဲ့လိုမျိုးအရွက်တွေကိုပြုတ်တယ်လို့မျိုးတော့မဟုတ်လော်ပေးရသေးတယ်အရွက်ကအဲ့လိုမျိုးအငွေးတွေပြန်ပြီးတော့ထွက်လာပြီးဆိုမှတခါဆက်ထည့်ပေးရသေးတယ်ပေါ့နော်အဆက်ကကြတော့လက်ဖက်တွေကိုဒီလိုပေါ့နော်အချောဖြစ်အောင်လုပ်ပေးတယ်ဘယ်လိုပြောမလဲနေပေးတယ်ပေါ့နော်အဆက်ကနေထွက်လာပြီးဆိုမှတဆင့်လောက်ရသေးတယ်လက်ဖက်တွေမကတ်အောင်လက်နဲ့ဖွာပေးရသေးတယ်လက်နဲ့ဖွာပြီးတော့ဖျားထဲမှာခင်းထားပေးရတယ်ပေါ့နော်မနေ့ကျတော့နေထွက်လာပြီးဆိုလို့ရှိရင်လမ်းနေမထွက်ဘူးဆိုလို့ရှိရင်တော့အိတ်တက်ပြန်ထည့်ရတယ်ပေါ့နော်နေထွက်လို့ချက်ချင်းလမ်းရတဲ့လက်ဖက်ဆိုရင်တော့အနံ့လဲကောင်းပြီးတော့ဈေးလဲပိုကောင်းတယ်ပေါ့နော်နေတကယ်လို့မထွက်လာဘူးဆိုလို့ရှိရင်အိတ်ထဲ2ည3ညအဲ့လိုနေမထွက်လာမရှဲအဲ့လိုတိတ်ထည့်ရတယ်ပေါ့နော်အားကြတော့လက်ဖက်တိတ်တဲ့အနံ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဘယ်အချိန်မှလက်ဖက်ကောင်းရကြလဲဆိုရင်ဒီရွှေဖီဒီတကြံမတိုင်ခင်းတဲ့တကြံပြီးတော့ခဏလေးပေါ့နော်အဲ့အချိန်ကကြတော့အမိုးမကြဘူးဆိုနေတိုင်းနေပူတဲ့အတွက်လက်ဖက်အနံ့ကောင်းလေးတွေရတယ်ပေါ့နော်ဒီတကြံပြီးတော့တိတ်မချဘူးကျမတို့ဖက်မှာဆိုလို့ရှင်မိုးကလည်းစိုးကြတယ်ပေါ့နော်အခုတော့မှဘလောက်မှမရှိသေးဘူးမိုးကြနေပြီနေတဲ့အတိုင်းကိုနေမပူတော့မိုးတစ်ခါရွာရင်နေတပတ်နှစ်ပတ်အလိုယူဆွဲပြီးရွာတဲ့အတွက်လက်ဖက်6ကောင်းမရတော့ဘူးပေါ့နော်အရင်ကဆိုလို့ရှင်ဘယ်လိုပြောမလဲလက်ဖက်ဈေးကအလောက်မကောင်းဘူးဆိုရင်တော့ကုန်စည်နှုန်းတွေမတက်တဲ့အတွက်ပေါ့နော်လက်ဖက်လုတ်တဲ့လူတွေလည်းစူးမိဆောင်မိနေပေါ့နော်အခုကကြတော့လက်ဖက်ဈေးရတယ်ထောင်တက်သွားတယ်ဆိုပေမဲ့လည်းတက်သွားတဲ့ကုန်စည်နှုန်းနဲ့အပြိုင်ပေါ့နော်လူမှလက်ဖက်ဆေးတာတက်သွားတယ်စုပြီးဆောင်မိတယ်ဆိုတာတော့မရှိဘူးပေါ့နော်ဒီလိုပဲပေါ့ဘူးအကုန်လုံးတူပဲလို့ထင်တာပါပဲကိုတယောက်ထဲမှာကွက်ပြီးဒီလိုမျိုးဖြစ်တာမဟုတ်ဘူးလေနော်အရင်ကဆိုလို့ရှင်ရောင်းဝယ်ရတာပိုးပြီးတော့လွယ်ကူတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့တရုတ်တွေလည်းလာဝယ်တယ်ပေါ့နော်ဒီလက်ဖက်6တွေဆိုလို့ရှင်လူလားဒီလူလားအဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကကျတော့ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ခက်ခဲတွေရှိလာတဲ့အခါကျတော့ဒီနိုင်ငံရေးအကြောင်းဆိုခါကျတော့ကားတွေရောက်ဒီမြောက်ဆိုတော့လေဝယ်တဲ့လူလည်းရှိတော့ရှိပေမဲ့အဲ့လိုမျိုးပေါ့တကူတကရွာအထိကိုလိုက်ပြီးတော့အဲ့လိုမျိုးတွေများတော့ဘူးပေါ့နော်မရှိဘူးလားဆိုတော့မဟုတ်ပါဘူးရှိပါတယ်အရင်ကလိုအဲ့လိုမျိုးပေါ့ပေါ်လောကိုရောင်းပေးစင်တဲ့လူစေးကိုကြိုက်တဲ့ဈေးမှတွေ့မှရောင်းပေးရှင်တဲ့လူရဲ့လူရွေးချယ်စရာမရှိတော့ဘူးပေါ့နော်ဒီတယောက်နှစ်ယောက်ပဲဆိုတော့ဒီတယောက်နှစ်ယောက်ပေးတဲ့ဈေးကိုကြိုက်ရင်ရောင်းမကြိုက်မရောင်းနဲ့ဆိုလိုပဲပေါ့နော်ကျမတို့ဘက်ကလက်ဖက်6တွေကတော့နာမည်တော့အရင်မကြည့်ပေမဲ့အရင်တောက်လို့ကောင်းပါတယ်လက်ဖက်ဆိုလက်ဖက်6ပေါ့နော်ဒီပင်လောင်းကလက်ဖက်တွေဆိုလို့ရှိရင်နာမည်ကြီးလားမကြီးလားတော့ကျမလည်းမသိပါဘူးကျမခူးတယ်လက်ဖက်6ထုတ်တယ်ဒီလောက်ပဲပေါ့နော်အခုဆိုလို့ရှိရင်စဉ်းစားနေပါတယ်လက်ဖက်ကုန်ကျန်းရှိတယ်ဆိုတော့ဗာလက်ဖက်နဲ့ပတ်သက်တဲ့ဗာ product ထုတ်ရင်ကောင်းမလဲဆိုပြီးတော့ပေါ့နော်အားကြောင့်ဒီဗီဒီယိုလေးကိုကြည့်တဲ့လူရှိလို့ရှင်အကြံဉာဏ်လေးတွေဝိုင်းပေးကြပါအောင်လို့ဘာပစ္စည်းထုတ်ရင်ကောင်းမလဲလို့လက်ဖက်ကြိုက်တဲ့လူများရှိလားမသိဘူးလက်ဖက်ရှင်စားပဲထုတ်ပြရမလားလက်ဖက်6ပဲအကောင်းဆုံးထုတ်ပြလိုက်ရမလားပေါ့နော်အကြံဉာဏ်ပေးကြပါအောင်လို့ဒီဘက်ချက်မှာလည်းဒီ February ဒီအသေးလေးတွေပေါ်တယ်ပေါ့နော်အဲကြောင့်တမဲ့မိုးရသည်ဆိုတော့မရှိတော့တလောက်ပဲတော့ရှိတဲ့အသီးတွေကလည်းမိုးရေဆိုလို့ချိုးတော့ဘောနော်ရှင်းဆုံနေတာပဲအကြီးတစ်မျိုးလည်းရှိတယ်ဒါအသေးဘောနော်ကုန်ခါနေပြီအပြင်အောက်မှာနှလုံးသုံးလုံးကြာနေဆိုတော့ကောက်လိုက်ပါတယ်ဒီမှာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်